ဆွဲထက်မှာမိထက်ထားဆွေနဲ့ကြွားကြတဲ့အတန်းနေထားကြောင့်ဝေဖန်ခံရတဲ့အိတ်ချက်ကပုံမှန်ဆိုရင်မြန်မာတချင်တွေကိုသိဆိုလို့မရှိပါဘူးခေပေါ်တချင်တွေဒါတီဆိုလေးရှိတဲ့အိတ်ချက်ကဒီနေ့မှာတော့ဆွဲထက်မိသားစုရဲ့အလှူပွဲမှာဆိုင်ဝိုင်းနဲ့တချင်တီဆိုခဲ့တာဖြစ်ပါတယ်ဆွဲထက်မိသားစုဟာဒီနေ့မှာမစိုးရင်ကြောင်းတိုက်ရဲ့လေမရတနာတွေအများပြားကိုထပ်ပနာတဲ့အထိမ်းအမှတ်အနေနဲ့ရေးဆက်ချအလှူပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်ထပ်ပနာယတနာတွေကိုရေးဆက်ချလူပွဲကြီးကိုလည်းဆိုင်ဝိုင်းတွေနဲ့တခန့်တနာကျင်းပခဲ့တာပါဆိုင်ဝိုင်းနဲ့ဓမ္မတိတခြင်းတွေကိုတည်ဆိုမယ်ဆိုတဲ့အတွက်လူများကတော့မိတ္ထားဆွေနဲ့တခြင်းကိုပိုင်နိုင်သူတွေကပါငှားမယ်ထင်ထားတာပါဒါပေမဲ့အဆိုပါပွဲမှာအေချက်ကမြမအတန်းအစိုးရတရားမဟုတ်ပဲတခြင်းဆိုပြီးခဲ့တာပါဇက်တဲ့ရဲ့အလှပွဲကြီးရဲ့အတွက်တခြင်းတွေကိုဆိုင်းဆရာကြီးကတေချာရေးသားပေးထားတာဖြစ်ပြီးတည်တံ့တည်ဆိုပေးရတာပါအေချက်ကမြမတန်းစိုးနေကြမဟုတ်ပေမဲ့ပိုင်နိုင်တဲ့ကိုတည်ဆိုနိုင်နေတာဖြစ်ပါတယ်အေချက်ကမြမတန်းစင်တခြင်းကိုအတန်မြင့်မြင့်နဲ့တည်ဆိုနေတဲ့ပုံမှာသဘောကျသူရှိသလိုသဘောမကျသူတွေကလည်းရှိလာခဲ့ပြန်ပါတယ်။လူများတော့ဇက်ထက်ရဲ့အလှပွဲချင်းမှာမေတ္တာဆွေရဲ့အတန်နဲ့ဒါလိုက်ဖက်မယ်လို့ပြောဆိုနေကြတာပါ။အချစ်သူဆွေနေတဲ့အပေါ်မှာမယူရီကမေတ္တာဆွေနဲ့ဆိုရင်ဘိုးလိုက်ဖက်မယ်ဆိုပြီးနိုင်ရှင်နေကြတာပါ။ဒါပြင်မေတ္တာဆွေနဲ့နိုင်ရှင်ကအချစ်ရဲ့မြမတန်အတန်နေထားကမကောင်းမှုဆိုတာတွေပါဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။အချစ်တည်ဆိုရတဲ့တချင်တွေကအတန်အမြင့်တည်ဆိုရတာဖြစ်လို့တချို့ကလည်းမေတ္တာဆွေနဲ့သာဆိုရင်မလိုက်ဘူးလို့ပြောဆိုနေကြပြန်တာပါ။လူတွေကအလူပွဲကြီးဆိုရင်မေတ္တာဆွေနဲ့သာအလိုက်ဖက်ဆုံးလို့ခံယူထားတာကြောင့်ဖြစ်ပါတယ်။အမြဲတမ်းညှိတွေ့နေကြလေဖြစ်တာမို့အချစ်ဆိုမှသာအကောင်းဆုံးလို့သတ်မှတ်နေကြတာဖြစ်ပါတယ်။အချစ်ကမြန်မာတန်နဲ့ဆိုရင်မလိုက်ဖက်ပဲပုံမှန်ဆိုနေကြတချင်တွေကိုသာဆိုတင်တယ်လို့လည်းမှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။အချစ်ကတော့သူဆိုနေကြတချင်တွေကိုလည်းဆိုနိုင်တယ်လို့အခုလိုတချင်မျိုးကိုလည်းဆိုနိုင်တယ်ဆိုတာသတိပြခဲ့တာပါအချစ်ကမြန်မာတန်ဆိုတဲ့အချိန်မှလေးပိုင်နိုင်နေကိုတည်ဆိုနိုင်နေရပါသူအနေနဲ့တေချာလေးကျန်ထားပြီးမှဆိုတာလေးဖြစ်ပါတယ်အဆိုပိုင်းနဲ့ပတ်သက်ရင်ပါရမီပါကထိုချွန်သူတရားဖြစ်တဲ့အတွက်တချင်းကိုတေချာဆိုတတ်နေရဖြစ်ပါတယ်။အချစ်ကအကောင်းဆုံးဆိုနေရလို့မြင်တဲ့သူတွေကတော့ချီချိုနေကြတာဖြစ်ပါတယ်။ဒီတချင်းကအချစ်နဲ့မှလိုက်မှာပါဆိုပြီးလည်းပြောဆိုနေကြတာပါ။အချစ်ကမြေတန်တွေတေချာအွန်လိုင်းတာမို့လိုက်ဖက်တယ်လို့ချီချိုနေတာတွေလည်းရှိပါတယ်။ဇဲထဲမိသားစုရဲ့အလူမှာရေးစဲချလို့ပြီးပါပြီတချင်းရဲ့မူရင်းပိုင်ရှင်မနီလာလွင်ကိုလည်းခေါ်ဆိုမယ်လို့ထင်နေခဲ့ကြတာပါ။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာကြောင့်သူတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့အတိတ်တော်ဘရီတနာမလို့တန်သိရှိနိုင်ဖို့အတွက်ဝိနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုတက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခေါ်ဆိုမယ်လို့ထင်နေခဲ့ကြတာပါဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာကြောင့်သူတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့အတိတ်တော်ဘရီတနာမလို့တန်သိရှိနိုင်ဖို့အတွက်ဝိနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုတက်လည်းကျေးဇူးအများကြီးတင်ပါတယ်